မတရားမလုပ်မိခင်နဲ့စကားတစ်ခုကိုမပြောခင်အရင်စဉ်းစားပါတနေ့ကပရမာတယောက်တည်းအင်တာဗျူးဖြေရမယ်ဆိုတာမမေ့ပါနဲ့ကဖန်မှာဘရန်ဆိုတာမရှိသလိုလက်ဇရီဆိုတာလည်းမရှိပါဘူးဟိုအယောင်မကြိုက်ဘူးဒီအယောင်မကြိုက်ဘူးဆိုပြီးလဲကြီးများလို့မရပါဘူးမုကရနကရီကိုလည်းလက်ထိုးလို့မရပါဘူးမိမိစီပစ္စည်းတွေသာမှားရောက်ချင်ရောက်လာလိမ့်မယ်ရိုစီနဲ့မော့ကတော့ဘယ်တော့မှလိပ်စာမမှားဘူးဆိုတာသိထားပါ